กันล้อมตุกเกจูปูจามกษีตริมมีกษีทุลายนกับป้าจูเสียยี่สิมังทองชาร์ลส์มังทองสีกับปนโนจูดอกทงินทองสีจนเลยกับปลายจูวันโดเรียนข้อสามสิจนเลยกับปูจูอุ้มเขาสิเลยเกี่ยตูฮากากับพานี้ก็อีน่ะอลักพันมีกสิมีรังกสิลดสินานกันหลายต้องจูกระเทียมเทโลกุมส่งกุมเรย์วาร์สินานก็อ่านว่าสินานกระเทโลอีโม่สินานฮากาฮอลก็ฮอลอินฝรั่งต้องตาช่วยสินานถ้าโกตัวจูที่นั่นก็รามีจูเมสเซจทุกปีมาไม่ได้เมสเซจกับพวกน้องมิงเป็นตัวเป็นอีบอยปานี่อพอสตอลปอลเนี่ยนะเป็กมีเมสเซจกันนิทุนอดีตมั้งเอราคาร์โรติโมธีTimothy 6:12. See, fight the good fight of faith. Take hold of the eternal life to which you were called as you made a good confession in the presence of many witnesses. ที่มีสีกอลฮอลอินกอลตองอินก็ต้องดูนักที่ไบเบิลซิโมกอลตาเทที่มีขากันบอยปานี่กันมาเนี่ยนะมันเป็นมีเมสเซจสิกันอุปาปอลเนี่ยนะมันเป็นมีเมสเซจสิโมกันมิโนปอลกันยูดปอลเนี่ยนะกันเรียลดิ้งทัวสิทุกทางสิทุกงานสิจุลวงอ่ะงาดียงจีชินในกองโตไต้หวันชินกูได้ยุยอเมยองป่วยขันยาดีอาเมนจนรู้ก็ดีนี่ดีกุลาระก็ดีเมสเซจกูผู้พิบูจนรู้ดูวิหาคู่ดีเชิงมาจนรู้ก็ได้ป่วยตะคู่จนรู้ได้เนี่ยละพี่เดเอ็ดได้ป่วยก็จนรู้ตัวมันตียาได้ป่วยพี่เด faith we are the good fighter for faith and also we are God soldiersจนรู้ปาร์ตี้ก็เช่น National League for Democracy ก็คู่เท็จที่ยาวลาดาพยาธิแข็งกองมุเบและชีอสุยาก็อ้โอป่วยกองส่วนเนี่ยอัตราสิมีส่วนเนี่ยชิลละจอจาลาวที่จนรู้กูพุ่งคนมาปีวเอ็ดาเนี่ยใต้ใส่จีฮาจนรู้มาปุ่งเต็นจ้าเลยนี่จุลัยละเนาะเส้นนี้นี่มาไอ้มันเนี่ยมาU.S. Ambassador กันนี่จนโอเย่เชียงกงส่งเดียวเย่จะใครกงส่งเย่ตู้แต่อยู่มาเพ่เย่ทุกๆครั้งกันไอ้ที่มันเนี่ยมาจนโอรู้เลชีสุยาจนโอลุงว่าอันโอเลยแต่มาจีเขมีกูได้ตาวันอยู่ปีบ่าจนโอรู้เย่แต่ยี่ปียี่ชีนี่ก็ multi party democracy system ละ one party system ละအဲ့ဒါကျွန်တော်တောက်ဖြစ်နေတယ်လို့ကျွန်တော်အစရှိပြီးမှကျွန်တော်စကားပြောတယ်ဥပမာပေးမယ်ဆိုရင်ကျွန်တော်တို့ချင်းပါတီ၃ပါတီပေါင်းစည်းတဲ့ဟာအခုထက်ထိလုံးဝဘာညာဘာမှ response မပေးဘူးလို့အဲ့ဒါကြောင့်ဒီကိစ္စကျွန်တော်တို့ကလုံးဝမချင်တတ်ဘူးရှင်းပြောမယ်ဆိုရင်ပြီးခဲ့တဲ့ဒီခိုင်ဖြိုးအစိုးရထက်တော်မှအခုကျွန်တော်ရွေးကောက်ပွဲကော်မရှင်ကျွန်တော်တန်တရားဝင်နေပြီလို့ကျွန်တော်အဲ့ဒီစကားကိုမနေ့10နာရီမှာကျွန်တော်ပြောခဲ့တယ်ညနေပိုင်းကျွန်တော်9နာရီရောက်တဲ့ခါကျကျွန်တော် Facebook ထဲမှာအဲ့ဒါကျွန်တော်ချင်းပါတီဖွဲ့စည်းခွင့်ဆိုတာကြားတယ်တဘောကတော့ကျွန်တော်ပြောလို့မဟုတ်ပြီမဲ့နော်
ကျွန်တော်ပြောရင်ကျွန်တော်ကြည့်ကြရအောင်ဒါပေမဲ့ဒီကျွန်တော်တို့ရဲ့ချင်း National League for Democracy ဖျားသခင်စီစဉ်ထားတာဖြစ်တယ်ကျွန်တော်ပြောချင်တာအဲ့ဒါအတားအဆီးပေါင်းများစွာကနေကျွန်တော်တို့ဒီပါတီကိုဘာဖြစ်လို့ကျွန်တော်တို့ဒီမှာဆက်ပြီးမှကျွန်တော်ဒီဟာနဲ့ချီတက်ခိုင်းတယ်ဖျားသခင်ရဲ့အလိုတော်မှာမတော်တဆတိုက်ဆိုင်မှုဆိုတာမရှိဘူးကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်အထူးသဖြင့်ကျွန်တော်ဦးစီးဦးဆောင်လုပ်တဲ့ကာလမှာကျွန်တော်ကဒီမှာလဲညီကောင်မောင်နှမအကျန်းနေကြဖြစ်ပါနေမယ် My politics is 3C the first number 1 for the Christ number 2 for the Chin people number 3 for the Chinland ကျွန်တော်ကငယ်ငယ်ကတည်းကဒီ policy setting တဲ့ကျွန်တော်ကနိုင်ငံရေးထဲဝင်လာတာဖြစ်တဲ့ဟာကိုဒီနေ့ညီကောင်မောင်နှမဒီထပ်ပြော remind လုပ်ချင်တာဟာဒါတော့ကျွန်တော်ပါတီရဲ့မူတူမဟုတ်ပြီမဲ့ကျွန်တော်ဘာဖြစ်လို့ဒီ7နှစ်လောက်အထိချင်းပါတီမှာကျွန်တော်ကဒီလိုကျွန်တော်ထက်တော်တဲ့လူတွေဖတ်တဲ့လူအများကြီးရှိပြီမဲ့ဘာဖြစ်လို့အခုထက်ထိကြမ်းကြမ်းမာမာနဲ့ကျွန်တော်တို့ကပါတို့ကနိုးတို့เนาะကျွန်တော်ညီကိုမောင်နှမရှိမှာ the faith ကျွန်တော်တို့ရဲ့တရားမျှတမှုအတွက်เนาะအမှန်တရားအတွက်တိုက်ပွဲဝင်ခိုင်းနေတယ်ဆိုတဲ့ဟာကျွန်တော်ပြောချင်တာဖြစ်တယ်အခုကျွန်တော်တို့ပါတီဟောင်းဖြစ်တဲ့เนาะကျွန်တော်ရဲ့ Chin National Party เนาะဒါခင်ဗျားတို့ရဲ့ပါတီပဲလေเนาะကျွန်တော်တို့ရဲ့เนาะ Chin Progressive Party ခင်ဗျားတို့ရဲ့ပါတီပဲကျွန်တော်ရဲ့ Chin League Democracy เนาะ CLD ဒီပါတီတွေကကုသမိုင်းနဲ့ကိုစနစ်တကျနဲ့ကျွန်တော်ကနေရာရခဲ့ပါပြီเนาะနာမည်ကောင်းနေနဲ့ကျွန်တော်ကထားခဲ့ပြီဘယ်ချိန်မှာကျွန်တော်ထားခဲ့ရတယ်လဲဆိုတော့ဒီ Chin National League for Democracy စပြီးမှကျွန်တော်တို့အကောင့်ထဲပေါ်ပြီးတော့ဒီကျွန်တော်တို့နိုင်ငံတော်အနေနဲ့ကျွန်တော်အတိအမှတ်ပြုတ်တဲ့နေ့ဖြစ်တဲ့เนาะဒါကျွန်တော်တို့ဇူလိုင်လ12ရက်နေ့เนาะ2019ရက်နေ့မှာဒီဟာကကြံတဲ့ကျွန်တော်တို့ပါတီ3ပါတီဟာကျွန်တော်ရဲ့တမိုင်းထဲမှာကျွန်တော်တို့ကမှတ်တမ်းနေနဲ့ကျွန်တော်ထားခဲ့ကြဖြစ်တယ်အခုတမိုင်းတစ်ကျွန်တော်နေ့တစ်ရက်တစ်ခြေလမ်းတစ်နဲ့ကျွန်တော်တို့က Chin National League for Democracy Chin Party ဆိုရဲကျွန်တော်အတူကောက်ပြောတော့တယ်နော်ကန်လိုက်ပါတီကန်လိုက်ပြီးဖွန်ပါတီအဲ့ဒါနဲ့ပဲကျွန်တော်ဆက်ပြီးမှနော်ကျန်တဲ့ Chin Party တွေကျွန်တော်မလို့ချင်တော့ဘူးရှိတဲ့ပါတီအားလုံးလည်း Chin Party တွေဝင်ရမယ်နော်ဇုံပြီးလည်းဝင်ရမယ်ကျွန်တော်တို့မရမကညီကူရဲလည်းဝင်ရမယ်ခုမီးလည်းဝင်ရမယ်နော်ခမီးလည်းဝင်ရမယ်ဆိုတော့ကျွန်တော်တို့ကအနာဂတ်မှာ one Chin Party နဲ့ပဲကျွန်တော်ဆက်ပြီးတော့ကျွန်တော်တို့ရဲ့တိုက်ပွဲကိုကျွန်တော်ဝင်ရမှာဖြစ်တယ်ကျွန်တော်များများဆဆပြောချင်ပြီမဲ့ကျွန်တော်ရဲ့နော်ညီနှစ်ယောက်ကျွန်တော်ခေါ်လာတာကလည်းအဲ့ဒါပဲဘာဖြစ်လို့ကျွန်တော်ခေါ်လာတယ်လဲဆိုတော့ကျွန်တော်မှာတိုက်ပွဲဝင်စရာတွေရှိတယ်အရေးပေါ်တိုက်ပွဲကျွန်တော်ဝင်ရမှာဖြစ်တယ်အဲ့ဒါဘာလဲဆိုတော့တူပြောမယ်ဆိုရင်2020ရွေးကောက်ပွဲကြရင်ကျွန်တော်တို့ဟာခါချင်းပြည်နယ်လွတ်တော်ကိုကျွန်တော်သိမ်းပိုက်ရဟုတ်တယ်နော်ညီဟုတ်တယ်တော့ပူသိမ်းပိုက်ရမယ်ဒါမဲ့အဲ့လိုပြောတဲ့ခါကျမစိုးရင်ကြနဲ့ကျွန်တော်မှဘာလက်နဲ့မှမပါဘူးကျွန်တော်တို့ဘာနဲ့သိမ်းပိုက်ရမလဲကန်ချင်းလုံးကျွန်တော်မှနှလုံးသားရှိတယ်ဒီနှလုံးသားနဲ့ကျွန်တော်ဒီလွတ်တော်မှာကျွန်တော်သိမ်းပိုက်ရလွတ်တော်မကဘူးချင်းပြည်နယ်အစိုးရကိုကျွန်တော်သိမ်းပိုက်ရမယ်အဲ့ဒါကြောင့်အခုရောက်လာတဲ့ကျွန်တော်ရဲ့ရဲဘော်ရဲဖက်မိတ်ဆွေဟောင်းတွေနော်ဦးအောင်တို့နော်ဦးမဆောင်တို့ဦးရောပင်တို့နော်ဦးချက်ပေါ်လေးပြောင်းနေလည်းမသိဘူးဦးရမောင်ကျွန်တော်ခေါ်နေတာသူလာတော့လာလိုက်မယ်သူမအားလို့ကျွန်တော်တို့တွေကကျွန်တော်တို့ခင်းထားတဲ့လမ်းကျွန်တော်တယောက်သေးတော့ဆက်ပြီးတော့မတွားခိုင်းနဲ့ဦးမောင်ကြီးတော့ရောက်လာတယ်ဆရာမကျတရမ်းရောက်လာတယ်ကျွန်တော်တအားဝန်တာတယ်ကျွန်တော်တို့အကြမ်းတိုက်ထားတဲ့လမ်းကြောင်းကမချောသေးဘူးအဲ့ဒါဟာကိုကျွန်တော်တို့ဒီတိုက်ပွဲဝင်တဲ့နေသားပေါ်မှာကျွန်တော်တို့တပါတီထဲတမျိုးထဲနဲ့ရောက်မရဘူးလူမျိုးနွယ်စုတစ်ခုထဲနဲ့တိုက်လို့မရဘူး all Chin နဲ့ကျွန်တော်ကတိုက်ရမှာဖြစ်တယ်ဒီလွတ်တော်ကျွန်တော်သိမ်းပိုက်တဲ့ခါမှာ all Chin နဲ့တင်ရမှာဖြစ်တယ်နော်လက်နဲ့မသိမ်းပိုက်ရဘူးအကြမ်းမဖက်ရဘူးနှလုံးသားနဲ့နှလုံးရည်တိုက်ပွဲနဲ့ကျွန်တော်လွတ်တော်ကို2020ကြရင်ကျွန်တော်သိမ်းကိုသိမ်းပိုက်ရမယ်အာမင်အဲ့လိုပြောမှကျွန်တော်ရှင်းလိုက်တာ
ဘာဖြစ်လို့လဲဆိုဖရာသခင်ကကျွန်တော်တို့ကို message ပေးထားတာလည်းမဟုတ်ဘူးကျွန်တော်တို့ generation ကို message ပေးထားတယ်မင်းတို့ကဒီတာဝန်ယူရမယ်ဆိုတဲ့ဟာကိုပေါလ်ကနေတီမိုတီကိုသူ message ပေးတဲ့ဟာ faith ပေါ်မှာယက်တည်ပါသူများရဲ့ပြောစကားလောက်ပေါ်မှာယက်တည်ပြီးမှသူများခိုင်းတယ်လို့လုပ်ပါမဟုတ်ဘူးအမှန်တရားပေါ်မှာလိုက်ရှာမယ်အမှန်တရားတော့တိုက်ပွဲဝင်ခိုင်းနေတဲ့ message ပေးတယ် hallelujah အဲ့ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကျွန်တော်လမ်းစဉ်ကအမှန်တရားကိုကျွန်တော်ဖော်ထုတ်ရမယ်အဓိကချင်းပြည်သူရဲ့နစ်နာခဲ့တဲ့ကျွန်တော်တို့ပျောက်ဆုံးသွားခဲ့တဲ့ကျွန်တော်တို့ဆုံးရှုံးခဲ့တဲ့အခွင့်အရေးတွေကျွန်တော်တို့ပြန်ယူပြရမယ်ချင်းပြည်သူတွေအတွက်ပြန်ရယူပြရမယ်အဲ့ဒါကျွန်တော်တို့တွေခင်ဗျားတို့တွေဒါမှရှိတယ်အဲ့ဒါကြောင့်အခုတက်လာတဲ့ကျွန်တော်ဒီဦးနှောက်ထန်ခမ်းနဲ့ဦးငိုင်ဆက်ကကျွန်တော်တို့ကစစ်ဘူရီစုဆောင်ကိုတက်လာကြတယ်ကျွန်တော်တို့အဲ့ဒီတိုက်ပွဲဝင်ဖို့တော့ကျွန်တော်က final source ဝင်တိုက်ရမယ်အချိန်တွေကအနီးကပ်ရောက်လာတယ်အဲဒါကြောင့်18ရက်နေ့ဇူလိုင်လကကမ်ပလက်ကနေကျွန်တော်စလာကြတယ်ကမ်ပလက်မင်းဒမတူပီနော်ကျွန်တော်တောင်ပိုင်းကြီးပလဲဝါကြတော့ကျွန်တော်တို့မလာနဲ့အောင်ဆိုတာတားထားလို့ security ရဒီဘက်ပိုင်းကိုလှည့်လာကြတော့ကျွန်တော်တို့ကတောက်လျှောက်ကျွန်တော်ချင်းတောင်တနန်တလျကျွန်တော်တို့သွားပြီးတကလားစကိုင်းတိုက်ထဲကိုကျွန်တော်ဝင်ပြီးမှကျွန်တော်ရဲ့ policy ဒီလိုပဲကျွန်တော်អော်ပြရမှာဖြစ်တယ်ချင်းနေရှိတဲ့နေရာတိုင်းကျွန်တော်ဝင်တယ်ကျွန်တော်မဲဆွေနေတာမဟုတ်ဘူးကျွန်တော်တို့ရဲ့အခြေအနေကျွန်တော်တို့ရဲ့ခံစားချက်ကျွန်တော်တို့ရဲ့ရင်ခုန်တန်ကျွန်တော်ကချင်းတယောက်ရှိတဲ့နေရာမှာကျွန်တော်ပြောဖို့တောင်းရှိဘာသာခြားဒီမလို့ရှင်ဘူးနော်ပါတီခြားဒီလဲချင်းနေစမှာကျွန်တော်ထည့်ပြရမယ်ကျွန်တော်မှာခရရဲ့သားသမီးတွေပြီးဘာသာခွဲခြားမှုမရှိဘူးပါတီခွဲခြားမှုမရှိဘူးဒါပေမဲ့ဖယားရဲ့စကလုံးဖြစ်တဲ့ဒီ message ကိုတော့ကျွန်တော်က non christian တွေစီမာပဲဖြစ်ကျွန်တော်ပြောရမယ်တာဝန်ရှိဒါကျွန်တော်တို့ရဲ့ပေးထားချက်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်စုစုစီးစီးနဲ့ကျွန်တော်တို့ကဒီချင်းပါတီအတွက်ကျွန်တော်ဆက်လက်ပြောတိုက်ပွဲမှုတယ်အဲ့ဒီထားပေါ်မှာကျွန်တော်ဒီမှာညီကူကြီးလက်ဆုံတဲ့ခါကျကျွန်တော်ဟိုတကယ်ကိုတိတက်တိထိုက်တဲ့ဟာကျွန်တော်ဆက်ပြောလိုက်ပါကျွန်တော်တို့ကတိုက်ပွဲဝင်တဲ့နေသားပုံမှာတက်မိုးတွေအများကြီးလိုအပ်တယ်ကျွန်တော်တို့ရဲ့နော်ကန်ရာကမန်ပိခါကန်ဘွိုင်ပါစီနောက်ပိုင်းကျွန်တော်တို့သူ့ရဲ့ခိုင်းတဲ့ဟာကိုကျွန်တော် message ပေးမှာကဘုံတော်ထန်ကပုံငိုင်ဆက်ဖြစ်တယ်ကျွန်တော်ဖြစ်တယ်အားလုံးထဲမှာကျွန်တော်အညံ့ဆုံးပဲပြောရမယ်ဆိုရင်ကျွန်တော်ညီနေရောက်ကကျွန်တော်တည်းအများကြီးတားတယ်နော်ကျွန်တော်သိတာပေါ့အဲ့ဒါကြောင့်သူတို့ကိုကျွန်တော် intro လုပ်ပေးတာချင်းတော်တနန်တလျနော်ကျွန်တော် music generation တွေဆိုတော့ကျွန်တော်တို့က duty ပေးရမယ်တာဝန်ပေးရမယ်ကျွန်တော်အကြီးဆုံးက take ဆွမ်းနေကျွန်တော်ဘယ်တော့မှမပေးဘူးကိုယ့်ရဲ့နောင်လာနောက်သားတွေကိုယ့်ရဲ့ညီဒီလာပြောက်ဒီမှာပေါ်အနေနဲ့တီမိုတီစီမှာ message ပေးတယ်မလားအဲ့ဒါလိုပဲကျွန်တော်တို့ကလည်းပေါ်ရဲ့နော်စင်ပေါ်ရဲ့နေရာမှာကျွန်တော်နေရာမှာဖြစ်တယ်နော်တီမိုတီတို့ဘာလို့ကျွန်တော်ကမွေးထုတ်ရမှာဆိုတော့အဲ့တီမိုတီတွေရှာတဲ့အခါမှာကျွန်တော်ပေးထားတဲ့ message fight for the faith အဲ့ဒါအဓိကပဲအဲ့ဒါဆိုရင်နော်ကျွန်တော်တို့ကိုအောင်တို့ကိုရိုတင်တို့အဲ့ဒါဟာကိုကျွန်တော်ဒီမှာတရားပြောတဲ့ခါမှာကျန်လို့သိပါတယ်ကျွန်တော်ဟောတဲ့ခါကျအားရပါရဟောတတ်တယ်ဘာလို့လဲဆိုကျွန်တော်ကဟန်ဆောင်ပါဆောင်ဘယ်တော့မှမလုပ်ဘူးကျွန်တော်ရှိတဲ့အတိုင်းပဲကျွန်တော်ပြောတယ်ဟိုသူများကြိုက်တာမကြိုက်တာလဲကျွန်တော်မသိဘူးဒါပေမဲ့ဟိုဘာပဲဖြစ်ဖြစ်ဒီမှာရှိတဲ့ကျွန်တော်ရဲ့တဘောကိုနားမလဲသေးတယ်ဆိုတော့ဒါခွတ်လွတ်ပြီးဖို့ပေါ့နော်တကယ်လို့များကျွန်တော်ပြောတာဆိုတာအဲမှာကျတို့ရဲ့အကြိုက်တယ်နဲ့မတူဘူးဆိုရင်ကျွန်တော်ညံ့လို့ပဲဖြစ်ပါလိမ့်မယ်ကျွန်တော်အမုန်းမပွားဘူးပဲနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကျွန်တော်ရဲ့ယက်တီချက်ကလည်းလူတကာပေါ်မှာကျွန်တော်မြစ်တာထားရမယ်အကျဉ်းမဖြစ်ရဘူးကျွန်တော်ရဲ့နှလုံးကြီးတိုက်ပွဲဝင်နေတဲ့လူဖြစ်တယ်ချင်းတဲ့ dignity နော်ကျွန်တော်ရဲ့ချင်းရဲ့ contract ကိုကျွန်တော်ပေါ်ဆောင်ထားတဲ့ကျွန်တော်ပါတီဖြစ်တဲ့အတွက်ကြောင့်ဒီဟာအတွက်ကျွန်တော်ကြိုးစားမှာဆိုတော့လက်ရှိအနေထားရနော်ကျွန်တော်ခုနပြောတယ်ကျွန်တော်ချင်းပြည်နယ်လွတ်တော်တင်းပိုက်ဖို့ဘာမှမခက်ဘူးနော်ဘာလို့ကျွန်တော်ဘာမှမခက်ဘူးပြောနိုင်တယ်တောင်ပိုက်တစ်ခွန်းလုံးကျွန်တော်တက်လာခဲ့ပြီအချိန်နဲ့တိတ်ကောင်းတယ်တောင်ပိုက်ကညီကူဒီကနေကျွန်တော်တို့ပါတီကိုတအားကိုအားပေးတယ်နော်
မကြုံစဘူးလောက်ကျွန်တော်အဲ့ခံစားချက်ရှိကျွန်တော် confident ဖြစ်တယ်ဦးက confident မဟုတ်ကျွန်တော် confident ရှိတယ်အဲ့ဒါကြောင့်ကျွန်တော်လွတ်တော်မှာချင်းပြည်နယ်လွတ်တော်တင်ပိုက်ဖို့ကကျွန်တော်ပြည်နယ်မှာလွတ်တော်ကိုယ်စားလှယ်အတီးတီးအကမြို့မှာရှိတဲ့ချင်းပြည်နယ်ကိုယ်စားလှယ်တွေကအနိုင်ရဖို့လိုတယ်အဲ့ဒီအတွက်ညီကူမောင်နှမတွေပထမကျူးစားပြရအဲ့ဒီခါကျရင်ကျွန်တော်လွတ်တော်မှာတည်ထားတဲ့အတိုင်းနော်တမတော်က6ယောက်ပေါ့ဗျာကျွန်တော်အရက်သား18ယောက်ရှိတယ်ဗျာအဲ့18ယောက်ထဲမှာနော်ဒါ18နေရာသာရကဲဘာလို့ကြိုက်တဲ့အလုပ်လုပ်လို့ရမယ်တချို့က complain တွေတက်တယ် Facebook ပါကျွန်တော်ပြောလိုက်တယ်ကျွန်တော်တို့ပါတီက18နေရာစလုံးယူလိုက်မယ်ဘဟုကနေကျွန်တော်တို့ရဲ့နော်အမေကြီးတို့နော်အဘကြီးတို့ကနေဘသူကနေစီမံချမလဲတော့ဒါတော့ဖျားပဲသိလိမ့်မယ်ဘဟုကနေချပြတဲ့ဝန်ကြီးချုပ်ကျွန်တော်တို့ကကန့်ကွက်လိုက်လို့ရှိရင်ဘာဖြစ်မလဲဒါစဉ်းစားစရာပဲ18ယောက်စလုံးနဲ့ကန့်ကွက်မယ်ဆိုဘယ်လိုဖြစ်မလဲအဲ့ဒီမှာကျွန်တော်မိခွန်းထုတ်တယ်ရခိုင်ရောဘယ်လိုဖြစ်လို့လဲရှမ်းရောညာတို့ဖွဲ့နိုင်လို့လားရခိုင်ကကျွန်တော်တငယ်ချင်းတွေညံ့လို့ပေါ့ဘာဖြစ်လို့လဲအဲ့ဒီလိုမျိုးလုပ်တဲ့ခါကျတော့ကျွန်တော်မှတွေ့ကြုံရှိတယ်ဥအောင်လို့သိပါလေဟိုဆရာရောဘင်တို့နော်ကျွန်တော်တို့ဦးချန်ပုံတို့ကျွန်တော်တို့ဒီမှာလုပ်တဲ့ခါကျွန်တော် CPP ကကျွန်တော်ညီကူတွေနဲ့လုပ်ကြတယ်ဘဟုကဦးသိန်းစိန်တပရချပြတဲ့ဝန်ကြီးချုပ်တောင်ကျွန်တော်ကန့်ကွက်တယ်ပြိုင်တဲ့ရှင်းတယ်လွတ်တော်ဥက္ကဋ္ဌကျွန်တော်ကန့်ကွက်တယ်အဲ့ဒါနဲ့ချင်းပြည်နယ်လွတ်တော်ကဘာကျော်သွားတာမြန်မာတနိုင်ငံလုံးပဲလွတ်တော်ကမှ complain မတက်ရဲတဲ့သမရရဲ့အမိန့်အာဏာနဲ့ချလာတဲ့လူပုဂ္ဂိုလ်တွေကျွန်တော်မဲခွေဆုံးဖြတ်ရမယ်ဆိုတော့မဲခွေဆုံးဖြတ်တာဒါပေမဲ့သမတော်ရဲ့အကူအညီကြောင့်ဒီခိုင်ပြောနိုင်သွားလို့ဝန်ကြီးချုပ်ကကန့်ကွက်တဲ့လူရှိတဲ့သားနဲ့သူကဝန်ကြီးချုပ်ဖြစ်လာတယ်လွတ်တော်ဥက္ကဋ္ဌဒုလွတ်တော်ဥက္ကဋ္ဌကူတိုင်းကန့်ကွက်တဲ့လူရှိပြီမဲ့သူကနိုင်ရတယ်ဒါတကယ့်ကိုဒီမိုကရေစီ system နဲ့ကျွန်တော်လုံနိုင်ခဲ့တာကျွန်တော်ပထမအချိန်ချင်းပြည်နယ်လွတ်တော်ရဲ့အနေထားကိုကျွန်တော် remind လုပ်တာတကယ်လို့ကျွန်တော်တို့က18နေရာစလုံးရမယ်အခက်ကနေသူတို့ကြိုက်တဲ့လူဒီမှာလာလုတ်ခိုင်းလို့ရှင်ကျွန်တော်ကလွတ်တော်မှာကျွန်တော်ကန့်ကွက်မှာပေါ့လွတ်တော်မှာကန့်ကွက်ထားတဲ့ဟာကိုဒီမှာချပြလို့ကဒါကျွန်တော်ဒါကျွန်တော်စဉ်းစားတာပြောတာပါညီကူရီစံကပြောကန့်ကွက်ပြီဆိုလို့ရှင်ကျွန်တော်လွတ်တော်က defend ဖြစ်အောင်လုပ်လို့ရတယ်ဒီမိုကရေစီစနစ်မှာတရားနည်းလမ်းတကြနဲ့ကျွန်တော်ဆန္ဒပြလို့ရတယ်18ယောက်စလုံးလွတ်တော်မတက်နဲ့ချင်းပြည်နယ်လွတ်တော် defend ဖြစ်တော့ပြီဘယ်တမဒမှာဘယ်အတိုက်ပင်ခံမှာဒါကြည့်ရမှာမဟုတ်ဘူးကြည့်ရဖြစ်နေတဲ့အတိုက်ပင်ခံတို့နော်တမရလို့ဆိုစိတ်ထောက်ပြန်လို့တာလည်းဖြစ်နေတယ်ကျွန်တော်ဆိုလိုတာကအများသဘောတူထားတဲ့18ဦးကဒီမှာကူလောက်ချေရမလုံနိုင်တဲ့လွတ်တော်ကပါအိပ်ပဲရှိတယ်ဒါ2020ကျရင်လွတ်တော်မှာကျွန်တော်တို့နော်အခုပဲပြောလိုက်ပါမယ်ဝန်ကြီးချုပ်လုံနိုင်မဲ့ပုဂ္ဂိုလ်တွေကျွန်တော်ပါတီမှာရှိတယ်လွတ်တော်ဥက္ကဋ္ဌလုံနိုင်တဲ့ပုဂ္ဂိုလ်ရှိတယ်လွတ်တော်ဒုက္ခလုံနိုင်တဲ့ပုဂ္ဂိုလ်ရှိတယ်ကျွန်တော်ပြောရတဲ့မြန်မာနိုင်ငံမှာရှိတဲ့ပါတီတွေအားလုံးကျွန်တော်ရှင်နိုင်တဲ့အချိန်တွေရှိတယ်ကြီးတော်ကြောင့်ကျွန်တော်တော်လို့မဟုတ်တတ်လို့မဟုတ်ဘူးကျွန်တော်ရက်တီချက်ကကျွန်တော်ဖျားကဒါသဘောတူတာအဲ့ဒါကြောင့်ကျွန်တော်တို့ဘာတန်တရားမှမဝင်နဲ့အထူးသဖြင့်ကျွန်တော်ကောင်းဆောင်3ယောက်ကျွန်တော်တို့ကဒီနေရာလောက်ကိုကျွန်တော်ကစဉ်းစားတဲ့လူတွေမဟုတ်ဘူးအခုတော့မှကျွန်တော်ညီနေရောက်တချို့တော့ပြောတယ်တော်ပြန်မနေပြီကိုနေရာကိုလက်ခံနိုင်မဲ့လူငယ်တွေရှာကြပါဦးကျွန်တော်ဆွေးနွေးတာအဲ့ဒါပဲ2020မှာတော့ကျွန်တော်တို့နော်ညီနေရောက်ကနော်အခိုင်အမာနဲ့တို့တာဝန်ယူနိုင်မယ်နော်တို့ကပြည်နယ်ကနေပြိုင်မယ်ဆိုလို့ရှင်တော့ဒါကျွန်တော်တရားမတရားကျွန်တော်ယုံကြည်တယ်ခင်ဗျားတို့မေးလိမ့်မယ်ပူဇော်မေးလိမ့်မယ်ပူဇော်ကတော့ကျွန်တော်ပြောတာကျွန်တော်ကော်ဖတ်ပါ
ပေါ်ပတ်ဆိုတာသူများထိုက်ကိုတိုက်ပေးတယ်လို့ဂိုင်နေတဲ့လူတော်မှလက်နာတယ်ဆိုတာလွတ်ပြအောင်အခုတက်တယ်ညဘာတက်ကကျွန်တော်တက်တယ်မတော်ကျွန်တော်ကဲနဲ့မထုလို့တမယ်ပဲကျွန်တော်ပြည်ထဲမှာဝင်နိုင်ဖို့ဆိုတာသင်များတို့ဒါကျွန်တော်တော့မစင်စားနိုင်တဲ့ချိန်ခရားတခင်တော့တည်တယ်ဒါပေမဲ့ခရားရဲ့အလိုဆန္ဒကတော့ဘယ်လူသားကမှလိုဆန္ဒမရဘူးဆိုတော့ကျွန်တော်အခိုင်အမာပြောရတယ်ကျွန်တော်ဘယ်ညာမှာကျွန်တော်ရဲ့တတ်မှုကြီးနေရောက်ကဝင်ကြီးချုပ်အကောင်းဆုံးဝင်ကြီးချုပ်မြန်မာနိုင်ငံမှာဖြစ်နေတယ်ဥက္ကဋ္ဌကြီးလွတ်တော်ဥက္ကဋ္ဌအကောင်းဆုံးလွတ်တော်ဥက္ကဋ္ဌကြီးလွတ်တော်ဥက္ကဋ္ဌအကောင်းဆုံးဖြစ်နိုင်တယ်အဲ့ဒီဟာရွေးဖို့ကနော်ကျွန်တော်ဟိုအထက်ကတော့ကျွန်တော်မပြောလို့တော့ဒီမှာရှိတဲ့ကျွန်တော်ရဲ့နော်အခုတပ်မှုတွေပေါ့ဗျာအခုရောက်နေတာကကျွန်တော်ရဲ့တပ်မှုတွေဖြစ်တယ်သူတို့ရဲ့နော်လူအင်ဆန္ဒပေါ်မှာမူတည်ပြီးမှဒီလူတွေကတကယ်တိုက်ပွဲဝင်တော့အဲ့ဒီထားရောက်တော့နော်အဲ့ဒါနောက်ပိုင်းဒီဟာတော့ကျွန်တော်မပြောတော့ဘူးအချင်းကြာမယ်ဖြစ်တဲ့ကြောင့်အဲ့ဒီလောက်နဲ့ပဲကျွန်တော်တို့2020ရွေးကောက်ပွဲရအောင်ရှိရင်ကျွန်တော်တို့ချင်း National League ချင်းပါတီကနေကျွန်တော်အစိုးရဖွဲ့မယ်ပြည်နယ်မှာလွတ်တော်ကိုကျွန်တော်သိမ်းပိုက်မယ်ကျွန်တော်ကလက်နဲ့မသိမ်းပိုက်စရာမလိုဘူးပြည်သူရဲ့အင်အားနဲ့ကျွန်တော်ပြည်သူရဲ့နှလုံးသားပဲကျွန်တော်လူချင်တယ်နော်အားလုံးဘုရားသခင်ကောင်းချီးပေးပါစေအာမင်Belum nonton video guys, setuju. Penelitian lagi.